ဘာဝီအီတလီ ဝမ်စကန်အောင်လေစော်လေးတွေကြာရတယ်ရောက် ဟုတ်တယ် ပက်ကြီးဘက်က ကတော့မဟုတ် တေးလေးတေး ပြော လေး စရာလိုလို့လာတာဟောကျုံနေတာလေအားတော့ရအောင် ငါလို့ရဟမ် ကဲ တကယ်တော့ကျွန်တော်ဒီပြောမယ်တကယ်တော့အကုန်လုံးသိကျင်နေကြတယ်မောင်ဝမ်းစကန်ဘာလို့မပါလဲဆိုတော့ပြဘာလို့မောင်ဝမ်းစကန်မပါလဲဆိုတော့ကျွန်တော်တို့ကဒီပတ်ကြီးကျွန်တော်ဒီအခုလက်ရှိဒီစော့နေသူတွေထဲမှာဗျာကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့ပို့သိတဲ့သူတွေရှိတယ်ဥပမာကျွန်တော်တို့ information ပတ်ကြီးရဲ့ကျွန်တော်စဆော့လာတဲ့ information ကိုအဲ့လိုမျိုးသိတဲ့သူတွေရှိတယ်ဗျာအဲ့တော့သူတို့ကဒီဘွဲကိုစီစဉ်တဲ့အခါမှာမောင်ဝမ်းစကန်ကပထမဆုံးတစ်ချက် pro playerဒီဘက်အခုချိန်ဒီ streamer လို့လက်မခံသေးဘူးအဲ့လို အားကြောင့်မပါ ပြော ဘူး ခင်ဗျာ တော့မပြောဘာမှမပြော ဒီမန်နေတာဟေးဘသူပဲပါသူကျွန်တော်အဲ့တော့မောင်ဝမ်းစကန် pro player ဟောင်းဖြစ်တဲ့အတွက်သူ့မှာ mobile နဲ့ဆော့တာဖြစ်တဲ့အတွက်ပါလို့မရဘူးပထမချက်ကသူအဲ့သူမမြောက်ဘူးဗျာတခြားအတင်းတော့ဒုတိယချက်ကျတော့ဒီဘက်ကျွန်တော်တို့ test match ဆိုလဲထုတာပဲဆန်းတာပါဆိုလဲထုတာပဲတီရီယာဆိုလဲထုချလိုက်တာပဲ အားလုံးပဲမှတ်မိမယ်ဆိုရင်ကျွန်တော်နောက်ဆုံးဒီ show မှလား stream မှ ဟုတ်တယ်ရှုံးမအဲ့တော့ဝမ်စကန်တို့ထိုင်းစော့ကွက်ကို၄ယောက်သူကြောက်တယ်ပြစ်ပလိုက်ရလေအဲ့ဒါလည်းပတ်သက်တယ်အဲဆိုဒီကျွန်တော်မေးကြည့်တယ်လေဘာလို့ဝမ်စကန်ပါလို့မရတာလဲပြောတော့ပိုပလီယာဟောင်းလည်းဖြစ်တယ်တဲ့နောက်ပြီးတော့အဲ့ဒီပွဲတုန်းကဝမ်စကန်ကမှလည်းသူတို့ပေးမပါဘူးဒါမှပါလာခဲ့တယ်ပြီးတော့သူပြစ်ပလိုက်တာလေအဲ့ဒီမှာပါပြီးတော့အခုဒီ show မှမှာလုံးဝမထည့်တာ အဓိက pro player ဟောင်းမို့လို့ပါနော်ရှင်းပြောတော့ဆရာကြီးမို့လို့ဗျာ ဆရာကြီးမို့လို့ ခြာတိတ်တွေဆွဲတယ်မှာမပါတော့ ဆရာကြီးမို့ပြီးတော့ပါစောက်ယူပြင်မှာတော့ တကယ်ပါကျွန်တော်တို့ဘယ်နေ့အပြင်သွားရင်ချောင်းရိုက်ခံမလဲတော့မသိဘူးဗျာနော် ทีละทำน้ำอุ่นให้แกนิดนึงกินด้วยสิเนาะกินด้วยหัวสิ ကျွန်တော်တို့တွေကဘယ်နေ့ပြင်သွားရင်ချောင်းရိုက်ခံမလဲတော့မသိဘူးနော်လက်ဆောင်လေးစန့်နေကြတာထင်ဟုတ်လားများများလေးသာအားနာပြိုင်ဟုတ်ပြီ နောက်ပြီးတော့ကျွန်တော်တို့ show မှာကျွန်တော်တို့အမှန်တကယ် game ထဲမှာတော့ shot 3เนาะဒါပေမဲ့အမှန်နဲ့တွက်လိုက်တော့ shot 4ပဲရ ဖို့ပဲရပါတယ် အဲ့ဒါတွေအခက်ခဲအများကြီးရှိတယ်ကျွန် ကျွန် တော် တော်ဂျူရိုဘတ်သက်ကွာပါ ပြောပြတာ အဲ့လိုပြောရင်မကောင်း မဟုတ်ဘူးဟိုဘက်ထိခိုက်တာမဟုတ်ပါဘူးတို့လည်းကိုယ်နဲ့စကားလည်းပြောလို့မရအောင်နား ဘူး လည်း ကျွန်တော်အဓိကသူတို့ကအင်္ဂလိပ်စကားသူတို့ကအင်္ဂလိပ်စကားကောင်းတယ်ဗျာ ဒီလိုပတ်သက်ဆက်တယ်တယ်လာကြည့်နေတွေ့နေ အေးကျွန်တော်တို့ကအမှသူတို့ကအင်္ဂလိပ်စကားအရင်ကောင်းတယ်တဲ့ ABCD EFG ဆိုရင်ကိုရီနဲ့အမှတိုင်ပတ်တာကိုရီကထိုင်းလို့လာမယ်ဆိုကိုရီပိုင်ရတယ် ဒါပေမဲ့တို့ကအပြစ်ပြောတာတော့မဟုတ်ပါဒါပေမဲ့တို့ကလေတို့ကဒီရတမကွာအဲ့ဒီရတမတို့ iPad နဲ့ဆော့တာတို့ဖုန်းနဲ့လာဆော့တော့တို့ဆော့လို့မရဘူးဒါတို့ပြပြောလို့မရဘူး ဟုတ်တယ်သူတို့လည်းပြောလို့မရ အဲ့တော့တို့ပြလို့မရဘူး အဲ့မှာကျွန်တော်တို့ကနှစ်ယောက်တည်းဖြစ်သွားတာလေပါလောက်သူတို့လည်းအကောင်းဆုံးဆော့ပါတယ်လောက်ပြီးတော့သူတို့လည်းကျွန်တော်တို့ကိုယ်တိုင်ပြောပါသူတို့က iPad နဲ့ဆော့လာတဲ့ player တွေမှုလို့ တို့ကြောင့်ရှုံးလို့တဲ့တောင်းမှန်ပါတယ်ဗျာ အောင်းမှာပါလုံနေလို့ခေးကျွန်တော်ခင်ဗျာမရရတယ်လို့ဒါ fan မလို့ဘာမှဖြစ်ဘူးလို့ အကောင်းဆုံးလုပ်ခဲ့တာပဲလေကိုယ်ရဲ့ အကောင်းဆုံးလို့သူလည်းအကောင်းဆုံးလုပ်ပေးခဲ့တာပဲနော်ဆိုဖြစ်တတ်ပါ အဲ့လောက်တည်းရပဲဆိုပေမဲ့လည်းဟုတ်ကဲ့ စာဘွားကဘယ်သူတင်ပေးတာဆိုတော့ဘယ်သူရှိမှာလဲ ဒီကောင်ပဲရှိတယ်လေ ရှိုးလိုက်အောင်အဲ့တော့ကျွန်တော် comment ထဲမှာ WDGI Levi congratulation လေးတွေလုပ်မယ်ဗျာလက်ခုပ်တွေငါတို့လာပြီးတော့တီးအောင် ဆန်ထုတ်ပါ တမ်းထ Hey congratulation guys so wait မောင်ဖလာလို့စုမရလိုက်ရပါတယ်ကျွန်တော် KW အော်ရပါတယ်2025 KW ဒီဘက်မှာဒီရွှေတစ်စိတ်ရတာ ဟိုမှာ ဝါစကမှာရှိ ဘာယူနေတော့လိမ္မာ အရင်တော့အရင်လေအဲ့လိုအကောင်အလူခါလေးက 哦，要不然哦哎，哦哎，ဘယ်နာမှာမကျွန်တော်တကယ်မှသူဘယ်နာမှာထားလဲကျွန်တော်မသိလို့တင်းကျွန်တော်ဟာလည်းကျွန်တော်ရှူပါတယ်တကယ်ပါ အဲဒါလေးကျွန်တော်တို့ဒါ show မှာသွားပြိုင်လာရခဲ့ flat မှာလည်းရတယ်နော် ဒါကျွန်တော်ပညာပေါ့ဗျာအဲ့လေ ဒီကောင်ပိုကောင်းတယ်စတီးဟိုကြီးဆိုတာ ဟိုကလည်းကောင်းပါ ဟောကို ဟိုခင်ဗျာမလိမ့်နေခင်ဗျာဆောင်းမလိမ့်တော့ဘောဝင်ကနေပေါတာဒါကျွန်တော်တို့2025 KW ဘတို့ရဲ့ဓာကြီးကိုအစ်စ်တော့ပေးမလားရွှေအစ်စ်ကြီး ဒါကြီးကိုကျွန်တော်အစ်စ် တယ်ဒီမှာရောင်းချခဲ့မှာ ရှိုးလိုက်တော့ဒီမှာဒါကျွန်တော်တို့ KW ဩပါ ရွှေအစ်စ်ဆိုတာ10ချက်သားလောက်9ချက်သားလောက်ရှိမယ် ဟုတ်တယ်ဘယ်က 9ချက်သားလောက်ရှိမယ်အလေးအဲ့လောက်ပဲရှိတယ် ပိုစုတဲ့အဆုကပိုလေးလို့ လေဒါဟိုက plastic လေဒီကောင်က ကိုလီဘန်ဟိုပါကိုလီဘန်ရထားတဲ့ဆုနှစ်ခုပြမယ် ကျွန်တော်ရတဲ့အစုတင်ကျွန်တော်ပြ โอเคအဲ့ဒါဒီကျိုးစီနော်မကိုင်းနဲ့တော့ဘောပြော့ ရှိလေးလုပ်ပြရမယ်နော် ဟုတ်တယ်နော်ခလောက်လေးတူတာ မာလက်ခလာ ကိုဒီမှာရ အပေါ်ကနေတိုင်မပြနဲ့ဟိုမင်းကဟာဟဲ့ what the fuck ခိုင်းနေအော်ကျွန်တော်စီမှာကျွန်တော်ပြမယ်နော်1 2 3ထားပါ
ဒါကတော့ကျွန်တော်ကိုလီကိုင်ကိုလက်ရှိနှစ်စုတင်လိုက်တာပါဒီကောင်ကနာမည်တော့မပါ နာမည်တော့မပါဟုတ်တယ်ပတ်ချီလို့ပဲရေးတာ စုတစ်ခုကမြူကင်တွေကကျူးနေ ဟောယူမှကြိုး ကျူးပြီးမှကျူးဟိုကောင်တွေလောက်တာ ကိုဒီပိုင်းလောက်တာ ကိုလီကိုင်လောက်တာ အကုန်ကျိုးတာ အကုန်လုံးကျူး ကျွန်တော်ဆွေးမှလည်းကျိုးတယ်ဟိုကောင်းမှလည်းကျိုးတယ်ကျမလည်းကျိုးတယ်ဒါတို့အစ်ပြင်ပြင်လာတော့ ဒါကျွန်တော်တို့အခုလက်ရှိဒါတဆူက creator award အခုတဆူက popular award နောက်နှစ်ကြရင်ကျွန်တော်တို့9စုလို့သိမ်းပါပါဒါပေမဲ့တေချာလည်းသူတို့မပေးတော့တော့ပါဘူးကျွန်တော်တို့ကျွတ်နေပြီ နောက်နေ့ကျဒီလိုဘုတ်ကလာမှာမဟုတ်တော့ဘာလို့ကျွန်တော်တို့ popular တအားများဒီမျိုးတို့ကျွန်တော်တို့နိုင်ဝင်ဖြစ်နိုင်ရမမျှတာ ကျွန်တော်ဟုတ်တယ်တကယ်မများတာသူတို့တွက်ကတကယ်နောက်ပြီးတော့ကျွန်တော်တို့2ယောက်လုံးကျွန်တော်3ယောက်လုံးမဟုတ်ကျွန်တော်4ယောက်လုံးပြောချင်တာရှိပါတယ်ကျွန်တော်ဒါကျွန်တော်ပြောပြီးတယ်ဆိုတာကျွန်တော်ဒါမပြောခင်တည်းကျွန်တော်4ယောက်လုံးပြောမဲ့စကားလေးတွေပြောပြီးသားပေါ့နော်ဆိုတော့အဲ့ဒါတော့ကျွန်တော်4ယောက်လုံးပြောမှာတော့ကိုလီကိုင်ရောကျွန်တော်မောင်ဝမ်းစက္ကန့်ရောကိုနိုဘယ်ရောဟာဒါကျွန်တော်တို့လာပြီးတော့အားပေးရဒီပွဲတဲ့ထိကိုလာပြီးတော့အားပေးရတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကိုင်ထားအောင်လေးရှိုးပြ။နော်ကျေးဇူးအများကြီးတင်ပါတယ်။ဘာလို့လဲဆိုတော့ဒါ brother တို့တကယ်တမ်းပြောရင်မထင်ထားဘူး။စပတ်ဖုန်းနေကြတယ်ပြောနေတာ ဟုတ်လားဒီနေဒီမှာဟာလား ။လက်ဆောင်တွေစမ်းနေကြတာအေးမသိဘူး တွေ့ရအောင်ကျွန်တော်ဖုန်းနဲ့ကြမသိ PC နဲ့မတူอ่ะ ။အေးလို့ရအားနာတယ်များများဆက် အိုင်ယာအိုင်ယာ ။ဝမ်းစကားကြည့်ရခလေးနဲ့တူတယ် အပြင်မှာစောင့်ကြည့်ကောင်းတော့မဟုတ် ။ကျွန်တော်ပြောပြမယ်။အပြင်မှာဆောင်းဝမ်းရိုင်းနေကြ။တကယ်ပြောတာပါ။ကျွန်တော်တီးခိုင်ပေါင်းတယ်။အပေါ်မီးမရှိဘူး